အားလုံးပဲမင်္ဂလာပါ Archeo Desk ကနေကြိုဆိုပါရစေ။ Part 1မှာတော့ Space Driven Development နဲ့ AI Native Development အကြောင်းကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒီ Part 2မှာတော့ Space Driven Development ဆိုတာဘာလဲ။ဘာကြောင့် AI ခေတ်မှာပို့ပြီးတော့အရေးကြီးတာလဲ။ Specification ကောင်းတစ်ခုမှာဘာတွေပါဝင်သင့်လဲဆိုတာတွေကိုအသေးစိတ်လေ့လာသွားမှာပဲဖြစ်ပါတယ်။ Space Driven Development ဆိုတာကိုအလွယ်ပြောရရင် Spec First Build Second လို့ပြောနိုင်ပါတယ်။အရင်ဆုံး Specification ကိုရေးမယ်ပြီးမှ implementation ကိုစတင်မယ်ဒီနေရာမှာ specification ဆိုတာ requirement တွေ behavior တွေconstraint တွေကိုဖော်ပြထားတဲ့ document ပဲဖြစ်ပါတယ် Space Driven Development မှာ specification က project ရဲ့ source of truth ဖြစ်ပါတယ် developer တွေက specification ကိုကြည့်ပြီးအလုပ်လုပ်တယ် AI agent တွေကလည်း specification ကိုကြည့်ပြီးအလုပ်လုပ်တယ် test case တွေကလည်း specification ကိုအခြေခံပြီးရေးသားတယ်ဒါကြောင့် project တစ်ခုလုံးက specification ကိုဗဟိုထားပြီးလည်ပတ်သွားပါတယ်ရလဒ်အနေနဲ့တော့ guesswork နည်းလာတယ် misunderstanding နည်းလာတယ် rework လုပ်ရတာနည်းလာတယ် quality ပိုကောင်းလာတယ်ပေါ့နော်ဒီနေရာမှာ AI ကိုအသုံးပြုပြီးတော့ development လုပ်တဲ့အခါ technical depth တွေအကြောင်းကိုကျွန်တော်တို့ဒီပြပြသွားမှာဖြစ်ပါတယ်ပေါ့နော် AI ကိုအသုံးပြုပြီး development လုပ်တဲ့အခါ technical depth တွေကအလွယ်တကူစုပုံလာနိုင်တယ်ပေါ့နော်ပထမဆုံးက context drift ပဲဖြစ်ပါတယ် AI က feature A ကို fix လုပ်တဲ့အခါ module B ကိုမသိလိုက်ဘဲနဲ့ထိခိုက်စေနိုင်တယ်ပေါ့နော်ဒုတိယက fragmentation က developer တယောက်က prompt ပေးတယ်နောက် developer တယောက်ကနောက်တစ်မျိုး prompt ပေးတယ်ဒီ developer တွေအချင်းချင်း collaborate လုပ်တဲ့အခြေအနေပေါ့နော်အဲ့လိုနေရာမှာဆိုရင် developer နှစ်ယောက်က prompt ပေးတဲ့ပုံစံမတူတဲ့အတွက် architecture pattern ကမတူတော့ဘူး folder structure ကလည်းသုံးတဲ့ပုံစံမတူဘူးဖြစ်နေတယ် coding style မတူတာတွေလို့ဟာမျိုးကို project က fragmentation ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်တတိယအခြေအနေက operational cost ပေါ့နော်ကျွန်တော်တို့တွေ AI ကို prompt ပေးတယ် result ကမမှန်ဘူးအဲ့ဒါကြောင့် prompt ကိုပြန်ပြင်ပြီးထပ်ပေးတယ်ထပ် run တယ်အဲ့လိုနဲ့ပဲ token cost တွေ time cost တွေတက်လာတယ်ပေါ့နော်ဒါကြောင့် specification မရှိဘဲ AI ကိုသုံးရင်ဒီလိုချင်တဲ့ programming code တွေတော့ရလာနိုင်ပေမဲ့ system quality ကိုထိန်းဖို့တော့ခက်တယ်ပေါ့နော်ဒီနေရာမှာဒီ specification နဲ့ပတ်သက်ပြီးတော့ specification ရဲ့ spectrum ပေါ့နော်သူရဲ့ဒီ range ကိုသတ်မှတ်တဲ့အကြောင်းပြောသွားမှာဖြစ်ပါတယ် specification အသုံးပြုမှာအဆင့်ဒီအဓိက3မျိုးရှိတယ်ပေါ့နော်ပထမဆုံးဒီ level 1က specification spec first ဖြစ်ပါတယ်ဒီ specification ကိုရေးတယ်ပြီးတော့ code generate လုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီ specification ကဒီ requirement တွေချိန်တဲ့အချိန်မှာ coding ကိုပဲအာရုံစိုက်တဲ့အတွက်ဒီ specification ကနောက်ပိုင်းမှာ outdated ဖြစ်သွားတဲ့အနေအထားပေါ့နော်အဲ့ဒါကိုကဒီ level 1 specification first spec first လို့ဒီကျွန်တော်တို့ဒီ level 1အနေနဲ့သတ်မှတ်လို့ရတယ်အဲ့ဒီ level 1ကရိုးရှင်းတယ်စတင်ရလွယ်တယ်ဒါပေမဲ့သူ့အားနည်းချက်က specification နဲ့ code ကကွဲသွားနိုင်တယ်ဒုတိယ level 2ပေါ့နော်အလယ်မှာရှိတဲ့ဒီ level 2ကကြတော့ဒီ spec anchor လို့ခေါ်တဲ့ level ပဲဖြစ်ပါတယ်ဒီနေရာမှာ specification တွေရေးတယ် coding implementation လုပ်တယ်ပြီးတော့ test case တွေရေးတယ်ပေါ့နော်ဒီ3ခုကဘာဖြစ်နေမလဲဆိုတော့ synchronize ဖြစ်နေမယ်ပေါ့နော်အဲ့လို synchronize ဖြစ်အောင်ထိန်းသိမ်းတဲ့ဟာကိုဒီ spec anchor level လို့ခေါ်တယ်ပေါ့နော်ဒီမှာအားသာချက်ကကြတော့ flexibility နဲ့ control ကို balance ဖြစ်စေမယ်ပေါ့နော် balance ဖြစ်စေမယ်ပြီးတော့ဒီ specification ရဲ့ coding ရဲ့ဒီ test case တွေရဲ့က synchronize ဖြစ်အောင်ထိန်းသိမ်းနိုင်တယ်ပေါ့နော်ပြီးတော့ AI native development အတွက်ဒါကလက်တွေ့ကြတယ်ပေါ့နော်အားနည်းချက်ရောရှိလားပေါ့ဒီမှာရှိလားဆိုရှိတယ်အားနည်းချက်ကတော့ manual effort လိုသေးတယ် source of truth အနေနဲ့ specification ဒီအပြည့်အဝမဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့အမှတ်ချက်အနေနဲ့ပြောတာပေါ့နော်ဒါကျွန်တော်ကတော့ဒီကျွန်တော်တို့ရဲ့ဒီ Archeo Desk အနေနဲ့တော့ဒီ spec anchor ကိုဒီလက်ရှိမှာသုံးနေတယ်ပေါ့နော်ကျွန်တော်တို့သုံးနေတဲ့ဒီ Space Driven Development ကိုကျွန်တော်တို့ကဒီ level 2 spec anchor အနေနဲ့သုံးနေတယ်နောက်တဲ့ level တစ်ခုကတော့ level 3လို့သတ်မှတ်တဲ့ spec as source လို့ခေါ်တဲ့ဒီ specification ဒီ main source of truth ဖြစ်နေတဲ့အနေအထားပေါ့အဲ့လို level ကတော့ level 3လို့ခေါ်တယ်အဲ့ဒါမှကြတော့ဘာပြောင်းလဲသွားလဲဘာကွာခြားသွားလဲဆိုရင်သူက level 2နဲ့မတူတော့ဘူး level 2နဲ့မတူတော့ဘဲနဲ့
သူက specification ဒီ single source of truth ဖြစ်သွားတဲ့အတွက် specification ပြောင်းတာနဲ့ code test documentation ပြောင်းသွားတယ်ဒီနေရာမှာဒီ specification ဒီအဓိက main ပေါ့နော် specification ကအမြင့်ဆုံး power ကိုရထားတဲ့အနေအထားမှာရှိတယ်ဆိုလိုချင်တာကchanges လုပ်ချင်တယ်ဆိုရင် code တွေ test တွေမှာ chain တာမျိုး direct chain လို့မရဘူး specification ကို direct chain တာပေါ့နော် specification chain တာနဲ့ code ရဲ့ test ရဲ့ documentation ရဲ့အကုန်ပြောင်းဒီ changes လိုက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုဟာမှာအားသက်ချက်ရှိလားဆိုတော့ရှိတယ်အဲ့ဒါက automation အနေအထားအမြင့်ဆုံး level ကြီးရတယ်ဒီ traceability အကောင်းဆုံးအနေအထားရှိတယ် consistency အကောင်းဆုံးရှိတယ်ပေါ့နော်ဆိုတော့ specification ကအဓိက main ဖြစ်နေတဲ့အတွက်အကုန်လုံးကဒီသူ့ကိုပဲမှီခိုနေတဲ့အတွက်သူဒီအဓိကmain ဖြစ်နေတာပေါ့နော်ဒါပေမဲ့အားနည်းချက်လည်းသူ့မှာရှိတယ်သူကspecification ကိုရေးတဲ့အခြေအနေမှာ discipline အရန်လိုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကဒီ main source ဖြစ်နေတော့ specification ကိုကျွန်တော်တို့ရေးတဲ့အချိန်မှာsignificant တွေတိချာချပြီးရေးမှအဆင်ပြေမယ်ပြီးတော့သူ changes လုပ်ချင်တဲ့ specification ကိုပဲပြန်ပြီးတော့ change ရမှာမျိုးဖြစ်တဲ့အတွက် flexibility ကျော့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဆက်ပြီးတော့ကြည့်မှာကဒီ specification ကောင်းတစ်ခုဆိုတာဘာနဲ့တိုင်းတာတာလဲပေါ့နော် specification တိုင်းက code specification လို့တော့ပြောလို့မရဘူး code specification တစ်ခုဖြစ်ဖို့ဆိုရင် clear ဖြစ်ရမယ် complete ဖြစ်ရမယ် focus ရှိရမယ်verify လုပ်လို့ရရမယ်ပေါ့နော်ပြီးတော့ consistency ရှိနေရမယ်ပြီးတော့ maintainable ဖြစ်ရမယ်ဥပမာ user can log in လို့ပြောလိုက်တဲ့ဟာမျိုးကဒီ feature ဒီ specification တစ်ခုကိုရေးမယ်ပေါ့နော် user can log in လို့ပြောလိုက်တာမျိုးက machine ဘူးအဲ့ဒီလိုမျိုး user log in ဝင်လို့ရမယ်လို့ပြောတာထက် email နဲ့ login ဝင်မှာလား phone number နဲ့ login ဝင်မှာလား OTP နဲ့ login ဝင်လို့ဒီ OTP ခံမှာလားဒီ email password နဲ့ဝင်မှာလားပေါ့နော်အဲ့လိုမျိုးဒီ specification နဲ့မှာအဲ့လိုမျိုးဒီ specific focus ထားတဲ့ဟာအပိုင်းတွေပါရမယ်ပေါ့နော်အဲ့လိုပါမှပဲဒီ code specification တခုလို့ပြောလို့ရတယ် okay အဲ့လိုမပါဘူးဆိုရင်ရော specification တခုကမဖြစ်ဘူးလားဆိုတော့ဖြစ်တယ်ဒါပေမဲ့ code specification မဖြစ်ဘူးအဲ့တော့ code specification မဖြစ်ဘူးဆိုရင်ဘာဖြစ်မလဲဆိုတော့ AI က guess လုပ်ရမယ် developer ကလည်း guess လုပ်ရမယ်ပေါ့နော်အဲ့ဒါကအဓိကပြဿနာ issue ပြဿနာဖြစ်လာနိုင်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီ code specification ရေးဖို့ template ရှိလားဆိုတော့ရှိတယ်အဲ့ဒါကကြတော့ဒီ specification ကောင်းတစ်ခုရေးဖို့အတွက် template ထဲမှာပါသင့်တာတွေပေါ့နော်ကျွန်တော်ပြောပါရမယ်ဆိုတာပါသင့်တာတွေလို့ပြောရအောင်ပါသင့်တာတွေကတော့ပထမဆုံးက overview ဒီ feature ကဘာလဲဘာကြောင့်လုပ်တာလဲပေါ့နော်ပြီးတော့ဒုတိယပါသင့်တာက requirement ဒါကတော့ပါသင့်တယ်ပေါ့နော်ဒီပါရမယ်လို့ပြောရမယ် functional requirement လား non functional requirement လားအဲ့ဒါကိုခွဲပြီးပါရမယ်ပြီးတော့ user flow ပေါ့နော် user က user journey လိုမျိုးပေါ့နော်ဒီ feature ကို user ဘယ်လိုသုံးပြုမှာလဲပေါ့နော်ပြီးတော့ဒီ API သို့မဟုတ်ဒီ data structure လိုမျိုး data model တွေပါရမယ်ပေါ့နော်ဒီဒါမှမဟုတ်ရင် API endpoint တွေဆိုရင်လည်းဒီ feature အတွက်ဘယ်လိုဘယ် endpoint တွေသုံးမှာလဲ payload တွေကဘာတွေလဲ response model တွေကဘာတွေလဲ request payload တွေကဘာတွေလဲအဲ့လိုမျိုးဒီပါတင်တယ်ပေါ့နော်နောက်ထပ်ပါရမှာကကြတော့ rules and constraint ပေါ့နော် business rules တွေ security rules တွေအဲ့ဒါတွေကပါရမယ်လို့ပဲပြောရမှာပေါ့ပါတင်တယ်ဆိုတာလည်းပါရမယ်ပေါ့နော်ပြီးတော့acceptance criteria လို့ခေါ်တဲ့ဟာလည်းပါရမယ်အဲ့ဒါကဘာအတွက်ပါရတာလဲဆိုရင် feature ဒီ feature တခုကိုရေးတယ်ဒီ specification တခုကဘာနဲ့ဒီ specification ရဲ့ပြီးမြောက်မှုကိုတိုင်းတာမလဲပေါ့နော်အဲ့လိုမျိုးတိုင်းတာမဲ့ unit အတွက် acceptance criteria ကိုဒီပါရမယ်ပေါ့နော်ပြီးတော့ test plan ပေါ့နော် test plan ပါမှပဲဘယ်လို test လုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီ specification ထဲမှာပြောနိုင်မှာပေါ့နော်ပြီးတော့ out of scope ကကြတော့ဒါရှင်းရင်ထဲပေါ့နော်ဥပမာဘယ်လိုဟာမျိုးလဲဆိုတော့ဘာတွေကအခု feature မှာမပါသေးဘူးဒါပေမဲ့ဟိုပါမယ်လို့ဆိုတော့ကျွန်တော် feature ဒီ feature မှာမပါသေးပေမဲ့နောက် feature တွေမှာဒါမှမဟုတ်ရင် နောက် phase တွေမှာထည့်ဖို့အတွက် plan ထားတယ်ဒါပေမဲ့အခုမထည့်သေးဘူးပေါ့အဲ့လိုအနေအထားမျိုးဆိုရင် out of scope ဆိုပြီးတော့လေ specification ထဲမှာထည့်တင်တယ်ပေါ့နော်ဒီလိုမျိုး template ရှိတယ်ဆိုရင် developer တွေအတွက်ရော AI အတွက်ရောအလုပ်လုပ်ရတာပိုလွယ်မှာပဲဖြစ်ပါတယ်space driven development ရဲ့ goal philosophy ကိုနည်းနည်းကျွန်တော်ပြောကြမယ်ပေါ့နော်ဒီ space driven development ရဲ့ goal philosophy က
intent driven development ဖြစ်တယ်ပေါ့နော် intent driven development ကိုသူက target ထားရတယ်ဒီ code ထဲ intent ကိုအရင်သတ်မှတ်တယ်အဲ့ဒီမှာဆိုလိုချင်တာက how ထဲ what ကိုအရင်သတ်မှတ်တယ်လို့ပြောတာပေါ့နော်ဘယ်လိုမျိုးလုပ်မလဲဆိုတာတဲ့ဘာလိုချင်တာလဲဆိုတာကိုအရင်သတ်မှတ်တာပြီးတော့AI ကို direct code generate လုပ်ခိုင်းတာတဲ့ specification ရေးတယ် refine လုပ်တယ် plan ဆွဲတယ်ပြီးမှ implement လုပ်တယ်ပေါ့နော်အဲ့လိုမျိုး multi step refinement process ကြောင့် output quality ကလည်းပိုကောင်းလာမှာဖြစ်တယ်ပြီးတော့ AI ရဲ့အားကိုလည်းပိုပြီးထိရောက်စွာအသုံးချနိုင်မှာလည်းဖြစ်တယ်ပေါ့နော်ဒါက code philosophy အနေနဲ့ space driven development မှာရှိတဲ့ဒီဟိုပါပေါ့နော်အဓိက၄ခုပေါ့နော်ဟုတ်ပြီကျွန်တော်တို့အခုဒီ philosophy ကိုပြောပြီးပြီဆိုတော့ဒီ theory ဘိုင်းပြောပြီးပြီဆိုတော့ကျွန်တော် implementation အကြောင်းပြောကြမယ်ပေါ့နော် space driven development ကဒီ theory ရရှိတဲ့ philosophy ဖြစ်တယ် tool မဟုတ်ဘူး framework မဟုတ်ဘူးအဲ့တော့ဒီ philosophy ကိုအကောင့်ထဲပေါ်ထားတဲ့ implementation တွေကိုကျွန်တော်ကြည့်ရမယ်ပေါ့နော် implementation တွေရှိတယ်ဥပမာပြောပါဆိုနှစ်ခုကျွန်တော်ဆွဲထုတ်ထားတယ် Spec-Kit နဲ့ OpenSpec ပေါ့နော် Spec-Kit က structure and process oriented ပို့ဖြစ်တယ်သူ့မှာ spec plan test ဒီ implementation validation ဆိုတဲ့ဒီအဆင့်တွေရှိတယ်အဲ့ဒီလိုမျိုး flow ကိုအခြေဒီပို့ပြီးတော့သူက structure ဖြစ်အောင်ဒီလောက်ထားတဲ့ဟာပေါ့နော် Spec-Kit က OpenSpec ကတော့ပို့ပြီး lightweight ဖြစ်တယ်ပေါ့နော် tool မတူဒီနှစ်ခုက Spec-Kit နဲ့ OpenSpec က tool မတူဘူးဒါပေမဲ့ philosophy တူတူပဲဒီ specification first ဆိုတဲ့ဒီ concept ကိုပဲအခြေခံထားတာဖြစ်တယ်ပေါ့နော်ဒီ presentation ကိုကျွန်တော်ပြင်ဆင်ရမှာဒီအခုဖော်ပြပါ documentation တွေနဲ့ article တွေကို reference အဖြစ်အသုံးပြုတာဖြစ်ပါတယ်အသေးစိတ်လေ့လာခြင်းရင်ဒီ original source တွေကိုဖတ်ကြည့်ဖို့ကျွန်တော်ကတော့အကြံပြုပါတယ်ဒီဘိုင်းမှာတော့ဒီ space driven development concept ကိုနားလည်အောင်လေ့လာခဲ့တယ်ပေါ့နော်ဒါပေမဲ့ theory တစ်ခုတည်းနဲ့မလုံလောက်ဘူးနောက်ဒီ part 3မှာတော့ဒီ Spec-Kit ကိုအသုံးပြုပြီးတော့ဒီ project တစ်ခုကိုဘယ်လိုစတင်မလဲ specification ကိုဘယ်လိုရေးမလဲ AI agent တွေနဲ့ဘယ်လိုတွဲလို့မလဲဆိုတာတွေကို hands on ပုံစံနဲ့ဒီနောက်ပိုင်းတွေမှာဆက်လက်လေ့လာသွားလို့ရမှာဖြစ်ပါတယ်ပေါ့နော်ခုနကပြောခဲ့တဲ့ဒီ Spec-Kit နဲ့ OpenSpec တွေကနေကျွန်တော်တို့ Archivo Desk တွေဆွဲထုတ်ပြီးတော့ဒီအဓိကသုံးနေတာကဒီ Spec-Kit ကိုအဓိကသုံးနေတာပေါ့နော်အဲဒါကြောင့်မလို့ဒီ part 3မှာ Spec-Kit အကြောင်းကိုကျွန်တော်တို့ကဒီဆက်ပြီးတော့ပြောသွားမှာပေါ့နော် Getting started with Spec-Kit ဆိုတဲ့ဘိုင်းနဲ့ကျွန်တော်တို့ part 3မှာပြောသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Archivo Desk ကတင်ဆက်ပေးတာဖြစ်ပါတယ်